Okay ဒီနေ့ကတော့အရှင်နှစ်ပတ်လောက်ကသွားရတဲ့ငင်းချင်းမျိုးစင်ကြီးအကြောင်းပြောမှာပေါ့အချင်းအဝေးမှာတော့ရှိရတော့မဟုတ်ဘူးကျွန်တော်စပိန်နဲ့သွားရရတယ်မနော်ဟဲဝါဒိုင်ဖတ်ပေါ့နော်ဆိုတော့အဲ့ကောင်ကတိတ်တော့မဝဲဘူးဒါပေမဲ့စပိန်နဲ့ဆိုရင်တော့ဒီနိုင်ဝက်နီတော့သွားရတယ်တောင်ကုန်းပေါ်မှာရှိတာဆိုတော့ hiking နေဖြစ်တာပေါ့နော်ဆိုတတော်တွေလိုမျိုးတစ်ပင်နေရာလေးရှိတယ်ဆိုတော့ကျွန်တော်အမြဲလို့မဟုတ်ပေမဲ့တော့ဖြစ်တာပေါ့နော်ဆိုဒါသူပထမဆုံးဟိုဘက်ချမ်းဝင်နေလေကနော်တွေ့ပြီသွားဝင်ချင်းမှအဲ့လိုမျိုးလေကားလေးပေါ်တက်လိုက်တာနေတောင်ကုန်းကြီးပေါ်မှာကြည့်ငင်းချင်းမျိုးစင်းကြီးတွေ့တယ်ပေါ့နော်တာဝေါ်လို့ပြောတာပဲဆိုတော့ရင်းကြီးနေတော့တက်နေရင်ကြည့်ရတော့မိုက်တယ်ထူးထူးခြားခြားအဆောက်ဟိုလိုမျိုးဖြစ်နေရပါတော့ဆိုတော့ဒီကောင်ကဘာလဲဆိုတော့သူကလက်ခုပ်အခုရက်နေကြောက်တုံးပုံကိုရက်လိုက်ရင်ပြီးတော့လက်ခုပ်တီးရင်အဆောက်ကြီးကချွင်းချွင်းဆိုပြီးတော့အတန်ထွက်ဆိုတော့ကျွန်တော်သွားစမ်းကြည့်ရပါတော့ရောက်တုံးလေအမြဲတမ်းအဲ့လိုစမ်းဖြစ်တယ်အခုကတော့အိမ်နာကိုတစ်ခေါက်ပြန်သွားပါနော်ခုနကတော့ဗီဒီယိုရိုက်တာဘေးကလူတယောက်သွားနေဟိုမှာရှေ့မှာတွေးနေတဲ့ကြောက်ပြားကြီးကြောက်ပြားကြီးဘုံမတရက်တော့စားရည်ထားတယ်လက်ခုပ်တီးပါတယ်အတန်ထွက်မယ်တဲ့ဆိုတော့ကြောက်ပြားကြီးဘုံကိုတက်လိုက်ရောက်တက်ပြီးလက်ခုပ်တီးရင်အကောင်ရအတန်ထွက်မယ်လို့လန့်ချင်နေပြနေဆိုတော့တော့ဒေါင်လိုက်ပြန်ရိုက်တာပေါ့နော်ဆိုဒီလိုနဲ့ကျွန်တော်အပေါ်ရောက်သွားโอเคအပေါ်မှာလည်းမိုက်တယ်ဒါလိုဒါမှမဟုတ်တကားပေါ်မှာအဲ့လိုဟွာတွေရီထွင်းတာတော့အများကြီးပဲပဇွန်တွေရောခနန်းတွေရောလေတွေရောမိုက်တယ်တော့တင်တယ်ပေါ့နော်ဆိုတော့ဒါကတော့making လေးလမ်းလျှောက်တယ်ပြီးကျွန်တော်ဟို view တွေတော့ကြည့်မယ်ပေါ့နော်မြို့တစ်မြို့လုံးမမြင်ရဘူးဆိုရင်တော်တော်များပင်လေကြီးကိုပါမြင်ရပါတော့ကျွန်တော်အဲ့နာလောက်ကနေပင်လေကြီးလည်းမြင်ရတယ်ဟုတ်ပြီဟိုဘက်ကြည့်ဒီဘက်ကြည့်ပြန်လျှောက်လာပေါ့နော်လေးမလေးဆွေးကြိုးကြီးနဲ့ကော်နေပြီဆိုဒါတော့ခုနရိုက်ပြထားတဲ့တကားဆိုတကားနာသွားမယ်ကျုပ်ဖိတ်ကိုချမယ်ဟုတ်ပြီရေတောက်ပြမယ်ပေါ့နော်ရေကတော့ကျွန်တော်တို့ hydrate ဖြစ်နေဖို့လိုတာပေါ့နော်ရေကအမြဲတမ်းတောက်နေဖို့လိုတယ်ဆိုတော့ရေကတော့အမြဲတောက်နေရမယ်ရေမတောက်ရင်ရှော့ရလိမ့်မယ် okay ဟိုငယ်ချင်းခဏလုံပဲပေါ့နော်စဉ်းစားဘယ်သွားရင်ကောင်းမလဲတဲ့ကြည့်မနေထိုးလိုက်တော့ဟုတ်ပြီဒါကတော့ခုနတကားကိုတခြားပြန်ရိုက်ပြတာပေါ့နော်ဆိုတော့ဒါကတော့မျိုးစင်ကိုတစ်ပတ်ပတ်ဖို့လေကနေတက်လာဒါအပေါ်ကနေပြီးတော့တစ်ပတ်ပတ်မှာပေါ့နော်ဆိုတော့ဒါတော့မျိုးစင်ကြီးအဲ့တော့မီးခွက်လားမသိဘူးဟိုနေကမီးထွန်းနေဟာတင်နေဒီခွက်လေးနေဆိုတာအနောက်ဘက်မှာဒါမီးစလိုက်ညဘက်စလိုက်ပြီးထိုးနေဟာတင်နေဒါရသူပင်နေကြီးပဲကျွန်တော်အဲ့တခုမိုက်တာရှိပေါ့နော်အပင်နေဆိုရင်ဆိုင်ဖြစ်အဲ့ဒါတော်မိုက်ဒါကတော့အဲ့ထောင်းနေမှာရှိတယ်ရုပ်တွေပေါ့နော်ဒါဆိုမိမကြီးနဲ့သူကလေးတော့မသိဘူးဟိုဘက်မှာလည်းရုပ်တွေရှိတယ်ထောင်းလုံးမှာဒါကတော့အရင်ကျွန်တော်သွားရင်တခါမှအဲ့အပေါ်တက်လို့မရဘူးပေါ့နော်အခုတော့အဲ့နေဖွင့်ထားတော့ကျွန်တော်အပေါ်တက်လိုက်
အဲ့လောက်ကတော့တက်လို့ရတယ်ဒီနေ့မှလည်းဟိုဘက်ဒီဘက်လမ်းကြောင်းလေးရှိခုနပြောတဲ့ဘီထွန်းနေဟာဟိုဘက်မှလည်းရှိဒါဆိုရင်တော့ခုနပြောခဲ့တဲ့ဟာတွေပေါ့နော်နည်းနည်းမြင်ရတယ်မြင်ခွင့်ပေါ့ဆိုတော့ဒါဇုံလွယ်တာဟိုမှာဆိုပင်လေကြီးကိုမြင်ရတယ်ပင်လင်နာကဒါဟိုတယ်ကြီးပေါ့နော်ရှိကရဟိုတယ်တနေဟိုမှာလေဟိုတယ်ဟာပင်လေဒါတော့ peace ဆိုဟိုငယ်ဒီငယ်လှုပ်တယ်လက်ကလေးခောက်တယ်ဟုတ်နေပြီဆိုတော့ဒါအကုန်ပြီးတော့ရင်ပြန်ဆင်းမှာပေါ့နော်ပြန်ဆင်းမယ်ဟို6ရိုက်ဒီ6ရိုက်နေဆင်းမယ်တိတ်တော့ထူးခြားခြားမရှိဘူးဆိုမေးလက်ခုပ်တီးလိုက်ရင်အတန်ထွက်တဲ့ဟာတော့ထူးထူးဆန်းဆန်းပေါ့နော်ဟိုဘက်မှာလေးရှိရဲတယ်တူတူပဲတဲ့မတော်တော့ဘူးတဲ့ဆင်းပြီဒီကဆင်းပြီโอเคဆိုတော့နောက်ထပ်ရှူတောင်းတစ်ခုရိုက်တာမှရုပ်ကြီးဓာတ်ကင်တာမသိဘူးဟုတ်ပစိန်ရအခုဆိုကျွန်တော်ဟဲဝတ်တိုင်းကိုဒုတိယကြိမ်ရောက်နေတာဖြစ်ပါတယ်ဟဲဝတ်တိုင်းရောက်နေပါတယ်ဟဲဝတ်တိုင်းပါဆိုအဲ့နောက်ဆုံးမပြန်ခင်ရေတောက်ပြအောင်မယ်ရှင်ဟုတ်ပြီလမ်းလျှောက်တယ်ကြောဘွေကိုပြစ်ချရမယ်ခဏလေးကျော်ဝဲပြစ်ချမယ်ပြီးဟိုက်ဒရိတ်ဖြစ်အောင်လို့ရေတောက်မယ်ခင်ဗျားတို့လည်းရေတောက်မယ်ကျွန်တော်လည်းရေတောက်မယ်ပြန်မှန်းလိုက်တာကွာတယ်အတော်လေးပြန်မှန်းတယ်ချွေးရည်ပဲဟုတ်ပြီကောင်းရင်မော့ကြည့်မယ်ဆိုတော့ဒီဟဲဝါတိုင်းကကြတော့ဟဲဝါတိုင်းပတ်ကနေနီနာမှာရှိတယ်ဆိုတော့ကျွန်တော်ခါပုံလေးပါတော့ဆွဲပေါ့နော်တပုံလေးပါရိုက်လာတယ်ဒါကတော့တကားပေါ့နော်ဒါတော့ဟိထောင်းနေမှာရှိတယ်ရုပ်တီဒါခုနဟာဒါနောက်တစ်ရုပ်ထိုင်းကကြီးကင်ပြီးတော့โอเคဒါတော့နောက်တစ်ရုပ်ပေါ့နော်โอเคဒီနေ့ဗီဒီယိုရတော့ပါပဲကျွန်တော်နောက်ထပ်ဗီဒီယိုမှာတွေ့ကြတာပေါ့နော်အားလုံးကျေးဇူးပါ peace